ကျွန်တော်တို့အခုနောက်ပိုင်းလမ်းပြောက်တယ်ဘယ်လမ်းကိုရွေးလို့ရွေးရမှန်းမသိဘူးဆိုတဲ့စကားခဏတိုင်းကြားနေရတယ်ပေါ့နော်တကယ်တမ်းကြားမှာပေါ့ဟုတ်လားဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ဒီနောက်ပိုင်းမှာအပြင်က information တွေကိုပဲကျွန်တော်တို့ကယူနေကြတာကိုယ့်အတွက်လည်းကျွန်တော်ကအချိန်မပေးကြဘူးနော်တကယ်တမ်းအကြောင်းရင်းကကျွန်တော်တို့ကမသိကြလို့မဟုတ်ဘူးတကယ်တမ်းအတိလွန်သွားလို့ပဲဖြစ်ပါတယ်နော်ဘာလို့သိတာလဲဆိုရင်ကိုယ့်အကြောင်းကလွဲလို့ကြံတဲ့ကိစ္စတွေအရာတွေဆိုအားလုံးကျွန်တော်ကသိတယ်ကျွန်တော်ကိုယ်တိုင်အရင်ကလည်းအဲ့ဒီတိုင်းပဲပေါ့နော်အထူးသဖြင့်ကျွန်တော်တို့ဒီဘက်ခေတ်ကြီးထဲမှာ social media အရန်ထွန်းကားနေပါတယ်အဲ့တော့ online ပေါ်မှာတွားလိုက်မယ်ဆိုရင်လည်းနေရာတိုင်းမှာကျွန်တော်တို့ကအချက်လက်တွေ information တွေသတင်းအချက်လက်တွေအများကြီးပဲရေးလောင်းတွက်လို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီတိုင်းပဲဖုန်းကိုပုတ်တယ်ကြည့်ရလို့ဒါထင်လိုက်တာတကယ်တမ်းကျွန်တော်တို့အဲ့လိုမျိုးဖုန်းပုတ်နေရင်းနဲ့တစ်ချိန်တည်းမှာကျွန်တော်တို့ရဲ့အုံနောက်ထဲကိုကျွန်တော်တို့က information တွေအများကြီးသိမ်းဆည်းလိုက်ပါတယ်အဲ့လို information တွေသိမ်းဆည်းလိုက်တဲ့ချိန်မှာကျွန်တော်တို့ရဲ့အုံနောက်ထဲမှာ information တွေ overload ဖြစ်သွားတယ်ပေါ့နော်အဲ့လို overload ဖြစ်သွားတဲ့ချိန်မှာကျွန်တော်တို့ကမိမိကိုယ်ကိုအတွက်အချိန်တွေနေရာတွေရောပေးနိုင်အောင်မယ်လို့ထင်လားလုံးဝမရပါဘူးနော်ဘာဖြစ်လို့လဲဆိုရင်အပြင်ကလာတဲ့ဟာတွေအများကြီးပဲကျွန်တော်တို့ရဲ့အုံနောက်ထဲမှာစူညံတန်တွေနဲ့ပြည့်နေကြတာဒါပေမဲ့ကျွန်တော်တို့ရဲ့အသိစိတ်ကတတိမထားမိဘူးဒီတိုင်းထုံထိုင်းနေတာပြီးတော့လမ်းပြောင်းနေရဆိုပြီးတော့မှဖြစ်နေကြရပေါ့နော်ပြောက်မှာပေါ့ကျွန်တော်တို့ကဒီကိုယ့်ကိုအတွက်အချိန်မှမပေးကြတာဟိုနေရာလည်းမကြံတော့ဘူးလေအဲ့ဒီတော့ကိုကဘာလိုချင်မှန်းဘာကြိုက်မှန်းဘာလုပ်ချင်မှန်းကျွန်တော်ကမသိရအောင်အဲ့ဒါနဲ့ပဲကျွန်တော်တို့ကလမ်းပြောက်တယ်ဆိုပြီးတော့မှထိုင်အောင်နေကြရပေါ့နော်ဟုတ်ပြီလမ်းပြောက်တယ်အဲ့ဒါဆိုရင်လည်းဘယ်လမ်းကိုသွားမှန်းမသိဘူးဆိုပြီးတော့မှသူများတွေကိုပဲလိုက်မမေးပါနဲ့နော်ကိုသွားချင်တဲ့လမ်းကသူများမသိဘူးအဖြေတွေကအပြင်မှာမရှိဘူးနော်ကိုဘာကြိုက်လဲဆိုတဲ့အဖြေကကိုယ့်ရဲ့အထဲထဲမှာပဲရှိပါတယ်ဟုတ်ပြီဒါဆိုရင်ကိုယ့်ရဲ့အထဲထဲမှာရှိတဲ့အဖြေကိုကျွန်တော်တို့ဘယ်လိုရှာမလဲပေါ့နော်ဒီနေရာမှာကျွန်တော်အရင်နှစ်ကကိုယ်တိုင်သုံးခဲ့တဲ့ Ikigai ဆိုတဲ့ concept လေးတစ်ခုရှိပါတယ်။အဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ရဲ့ YouTube channel မှာပြောတာလေးလည်းရှိပါတယ်။ဒါမှမဟုတ်ဘူးဆိုရင်လည်း online မှာကိုယ့်အနေကိုတွားပြီးတော့မှလေ့လာလို့ရတယ်ပေါ့နော်။ရှင်းပြထားတဲ့သူတွေမှလည်းအများကြီးရှိပါတယ်။အကယ်၍အခုကြည့်နေတဲ့သူတွေထဲမှာပေါ့နော်။ကယ်၍ကိုကလမ်းပြောက်နေတယ်ဘယ်လမ်းကိုရွေးလို့ရွေးရမှန်းမသိဘူးလို့ဖြစ်နေတဲ့သူတွေပါတယ်ဆိုရင်ကျွန်တော်ကတော့ပထမဦးဆုံးဒီအပြင်ကလာနေတဲ့ information တွေတင်းစီးတာကိုကြည့်တာကိုကျွန်တော်က short ချပြီးတော့မှကိုယ့်ရဲ့အတန်ကိုပြန်နားထောင်ဖို့ပေါ့နော်ဒီအချိန်လေးနဲ့နေရာလေးပြန်ပြီးတော့မှတေချာလေးပေးစေချင်ပါတယ်နောက်ပြီးတော့လည်းကျွန်တော်ခုနပြောတဲ့ဒီ Ikigai ဆိုတဲ့ concept ကိုလည်းတွားပြီးတော့မှလေ့လာစေချင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်အခုပြောခဲ့တဲ့ဥစ္စာကိုကြည့်ရင်လည်းတခုခုတွေးမိတယ်ဆိုရင် comment မှာလည်းတစ်ချက်မျှဝေပေးခဲ့လို့ရပါတယ်